လက်ထပ်ပြီးကလေးကအမျိုးသမီးဟာသူမရဲ့ခင်ပွန်းကိုတိတိကျကျမမြင်ဘူးခဲ့ပါဘူး။ဘာလို့လဲဆိုတော့ CEO ဟာညတိုင်းအလုပ်တွေအလွန်ကျွံလုပ်လေးရှိပြီးသူအိမ်ပြန်ရောက်ချိန်မှာဇနီးဖြစ်သူကအိပ်ပျော်နေနေပြီဖြစ်လို့ပါ။ဒါပေမဲ့ CEO ကတော့ဒါကိုစိတ်မဆိုးတဲ့အပြင်သူမနိုးမသွားအောင်အตาရဖယ်ပြီးမှဘေးမှာဝင်အိပ်လေးရှိပါတယ်။ကိုဝင်ဆောင်ထားရတဲ့ဇနီးတဲ့ဟာအိပ်ဆက်တာကြောင့်သူမကိုအနှောက်အယှက်မဖြစ်စေဘူး CEO ဟာမနက်မိုးလင်းတဲ့အထိအဲ့ဒီအနေထားအတိုင်းငြိမ်ငြိမ်လေးထိုင်နေပေးတတ်ပါတယ်။ဇနီးတဲ့ကိုဝင်အဆပြုလာတဲ့အခါမှာတော့ CEO ဟာအရေးကြီးတဲ့အစည်းအဝေးအားလုံးကိုဖျက်သိမ်းပြီးအိမ်မှာပဲသူမနဲ့အတူအချိန်ဖြုံးပေးပါတယ်။သူမအတွက်မနက်စာကိုကိုယ်တိုင်ပြင်ဆင်ပေးုံတင်မကပဲကလေးထိန်းပေါင်း800ရဲ့အချက်လက်တွေကိုလည်းကြိုတင်စုဆောင်းပေးထားခဲ့ပါတယ်။ CEO ဟာအလုပ်ကိစ္စနဲ့တကဘာလုံးကိုလှည့်ပတ်သွားလာနေရပေမဲ့ဘယ်နေရာရောက်ဘလောက်ပဲအလုပ်ရှုပ်ဇနီးတဲ့ဖုန်းဆက်လာရင်ချက်ချင်းကင်ပြီးစိတ်ရှည်လက်ရှည်ပြန်ဖြေပေးတတ်ပါတယ်။ကိုဝင်ဆောင်ဆေးရမယ့်ရက်တိုင်းမှာလည်းသူမဘေးမှာရှိနေဖို့အမြဲတမ်းအရောက်ပြန်လာတတ်သူပါ။တနေ့မှာတော့ CEO ဟာဇနီးဖြစ်သူအလုပ်လုပ်တဲ့ကုမ္ပဏီကိုအလုပ်ကိစ္စနဲ့ရောက်လာပါတယ်။သူမကဝမ်းသာအားရကြိုဆိုဖို့ပြင်နေတော့မှာပဲလုပ်ဖော်ကိုင်ဖက်တွေက CEO လာတာကိုသိပြီးလက်ဆောင်တွေနဲ့ဝိုင်းအောင်ကြိုဆိုကြပါတယ်။အဲ့ဒီလိုရုံရင်းဆန်ခတ်ဖြစ်နေတော့မှာပဲသူတို့ဟာကိုဝင်ဆောင်ဇနီးတဲ့ကိုဘေးကိုတွန်းဖယ်လိုက်မိတာကြောင့်သူမဟာဟန်ချက်ပြက်ပြီးလဲကြတော့မလို့ဖြစ်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့ CEO ဟာစိတ်မထိန်နိုင်တော့ပဲသူတို့နှစ်ယောက်ရဲ့လှုပ်ဝက်လက်ထပ်ထားတဲ့သဘောတူညီချက်ကိုပါမေ့သွားပြီးလူပုံအလဲမှာတင်သူမကိုရင်ခွင်ထဲဆွဲဖက်လိုက်ပါတော့တယ်။ဘေးကလူတွေကတော့ CEO ရဲ့အာယုံဆိုင်မှုကိုရအောင်သူမကတမင်လဲပြတာပါဆိုပြီးလှောင်ပြောင်ကြပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲ CEO ကသူမကိုတွန်းဖယ်ခဲ့တဲ့သူတွေအားလုံးနဲ့အလုပ်ကိစ္စအဆက်အသွယ်ဖြတ်မယ်လို့ကြေညာလိုက်ပါတယ်။လူတိုင်းကသူမမှာအားကိုးရတဲ့ခင်မွန်းကောင်းရှိတာကိုအားကျနေကြပေမဲ့သူမကတော့ CEO ကသူမကိုမချစ်ဘူးလို့ပဲအမြဲထင်နေခဲ့တာပါ။တကယ်တော့လွန်ခဲ့တဲ့တစ်နှစ်က CEO အမှုလုံပြီးသူမနဲ့တညတာမှာခဲ့ကြတာပါ။နိုးလာတဲ့အခါသူကနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးမှန်းသိလိုက်ရလို့ပြဿနာမဖြစ်ချင်တာကြောင့်သူမကအခန်းထဲကနေအမြန်ထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့တလအကြာမှာကိုဝင်ရှိနေမှန်းသိလိုက်ရပါတယ်။ကလေးကိုဆက်ယူမလားလို့စဉ်းစားနေတော့မှပဲ CEO ကသူမရှိမှပေါ်လာပြီးလက်ထပ်ဖို့ကန့်လန့်ခဲ့တာပါ။သူမရဲ့လုံခြုံရေးအတွက်လက်ထပ်ထားတာကိုဘယ်သူမှမသိအောင်လှုပ်ဝက်ထားဖို့သူကပဲအကြံပြုခဲ့ပါတယ်။လက်ထပ်ပြီးတာနဲ့သူကနိုင်ငံခြားကိုအလုပ်ကိစ္စနဲ့ချက်ချင်းထွက်သွားတာကြောင့်သူမကိုဂရုမစိုက်ဘူးလို့သူမကထင်နေခဲ့တာပါ။ဒါပေမဲ့သူမတယောက်တည်းစစ်ဖို့သွားတဲ့အခါနိုင်ငံခြားမှာရှိနေရမယ့် CEO ဟာသူမဘေးမှာရုတ်တရက်ပေါ်လာပြီးရေနွေးနွေးလေးတစ်ခွက်ကိုပါပြင်ဆင်ပေးထားတာကိုတွေ့လိုက်ရတဲ့အခါမှာတော့အမျိုးသမီးလေးဟာအယမ်းကိုစိတ်လှုပ်ရှားသွားပါတော့တယ်